Hello အားလုံးပဲမင်္ဂလာပါရှင် page ကနေပြီးတော့ပြန်ပြီးဆိုလိုက်ပါတယ်ဒီနေ့တော့ကဒီတော့ဆော့ရှင်နေဒါပေမဲ့ fact တွေရှာရတာခက်တယ်လာတာလေးကိုပြမှာပေါ့နော်ဘယ်ဟာလေးကဘယ်တစ်ကလာဒုတိယတစ်ခွက်လာဆိုမှန်းခဲ့ပါအောင်နော်စပါမယ်ဒါလေးလာနော်တော့ဒါလေးကြိုက်တယ်ပေါ့နော်သဘောဆဆောင်လေးနဲ့ဥမာနည်းနည်းလေးသားဆောင်တယ်ပေါ့နော်ဒါပထမတစ်ခုပါဒါတော့နောက်တစ်ခုပေါ့နော်ဒါပန်းပွင့်လေးနဲ့ဒါလေးမျိုးကြိုက်တယ်ပေါ့နော်နောက်ဒီအခုလောက်ပြမဲ့ဥစ္စာရဲ့ကောင်လာမျိုးကြိုက်တဲ့ effect တွေကိုပြန်ပြီးတော့ပြတာပေါ့နော်ဒါလေးလဲလာတော့လာတယ်ဒါပေမဲ့တိတ်မကြိုက်တာအရန်နီတာအောင်ကြိုက်တာပေါ့နော်ဒါနောက်တစ်ခုဒါလဲတဘောဆောင်လို့ကြိုက်တာပေါ့နော်ဒါလဲကျတော့ဖဲပြားလေးနဲ့ချစ်ဖို့ကောင်းလို့ကြိုက်တာပေါ့နော်ဒါမဲ့ဒါကိုငကိုနည်းနည်းဖြူတာထက်ကိုသူကနည်းနည်းညိုသွားရပေါ့နော်ဒါလေးလဲတဘောဆောင်လို့ဆိုပြီးတော့ကြိုက်တာပဲဖြစ်ပါတယ်ဒါမဲ့ဒီဟာလေးလဲငကိုတို့ရဲ့အသားရည်ထက်နည်းနည်းလေးပိုပြီးတော့ညိုသွားရပေါ့နော်ဒါလေးဆိုပိုညိုသွားတယ်ဒါမဲ့ဖဲပြားလေးကိုချစ်စရာကောင်းလို့ဒါလေးကတော့ပန်းပွင့်လေးပေါ့နော်ဒါကြတော့တရုတ်စကားပန်းလေးကိုကြိုက်လို့အဖက်ကသူ့ရောင်နေဖြူတိုင်းညိုတိုင်းကိုကြိုက်လို့မဟုတ်ပန်းလေးကိုကြိုက်လို့ဒါလေးကတော့ဘာနော်ကူရှီစတစ်ကာတွေလုံးရင်သုံးနေကြအဖက်ပေါ့နော်ဒါမျက်နှာလိုတော့တိတ်မသုံးလို့ကူရှီစတစ်ကာတွေလုံးမှပို့သုံးလို့ရယ်အဲ့တော့ပထမတစ်ခွက်လာဒုတိယတစ်ခွက်လာဆိုမှခဲ့ပေးလို့ရပါတယ်မန်းကားပေါ့နော်တခြားဟာတွေပိတ်နေတာပေါ့နော်အဲ့အတွက်မန်းကားပိတ်ထားရင်လည်းမမှန်ပဲနဲ့လိုက်လေးပေးပြီးတော့သွားလို့ရပါတယ်နော်လိုက်လေးပေးခဲ့ပါအောင်ရှင်အပိတ်ကြပါအောင်လို့စိတ်ချနာလေးရှင်မှန်ခဲ့လို့ရပါတယ်ဘိုင်ဘိုင်